ဟုတ်ကဲ့ပါဗျ open DB အသုံးပြုပုံရှင်းပြပေးပါမယ်ခင်ဗျအရင်ဆုံးပေါ့နော် open DB တွေကိုဖွင့်လိုက်မယ်အခု printer တွေချိတ်ပြီးသွားပြီဆိုတော့เนาะသူ့ရဲ့ interface အသုံးပြုပုံရှင်းပြပေးပါဒီလိုပေါ်နေမှာဒီဟာတွေကကြတော့ကြိုရိုက်ထားလို့ပေါ်နေတာပါဗျကြော်ညာလေးဆိုရင်တော့ဒီညာဘက်အပေါ်ထားမှာရှိရဲ့အော်ဒီ continue to app ကိုနေနိုင်ရတယ်ဗျcreate ကိုနေနိုင်မယ်ပေါ့နော် template မှာကြိုက်တဲ့ name လေးပေးလိုက်မယ်ဗျဥပမာဗဒီ sticker ပေါင်းဖို့ပေါ့နော်ပေါင်းဖို့အလျားအကွာ40အနံ30ရာကျော် default ပေါ့နော်မှန်နေတော့မရိုက်တော့တဲ့ရတယ်30ကိုရိုက်လိုက်မယ်အောက်မှာအလဲမှာစာရွက်အဖြူလေးပေါ့နော်အောက်မှာ2ပါးလေးပေါ့ဒါလေးကိုအဖွင့်ပေးလို့ရတယ်ခင်ဗျဒီမှာ test 1 DR ကြတော့ဘာကိုပေါ့နော်2 DR QR code ပါဗျ image ဆိုတာကြတော့ဟိုဖုန်းထဲမှာရှိပုံလေးတွေပေါ့ logo လေးတွေထည့်လို့ရတယ်ဗျအဲဒီဆို test ကိုနေလိုက်မယ်ပေါ့နော် test ကိုနေပြီးအဖြူရဲ့အလဲကောင်မှကျင်းဆိုကြမယ်ပေါင်းဖို့ပေါ့နော် BREA ဒီ bread ပေါင်းဖို့ဒီအပြာလေးကိုခြုံပြီးတော့ဟိုလိုက်မယ်အလဲကောင်မှချမယ် select မှတ်ထားတဲ့အချိန်မှာလေး style ပေါ့အဲမှာဘူလေးတင်လိုက်လို့ရတယ်ပြီးလို့တဲ့နေရာမှာထောက်လိုက်မယ်ပြီးတော့ဘာကုတ် 1D ကိုယူလိုက်တယ်ပေါ့နော်ပြီးရင်ဒီမှာဘာကုတ်မှာနံပါတ်လေးပြောင်းကြည့်မယ်333တက်โอเคဒုတိယကြောက် QR code ပေါ့နော် QR code လည်းအဲ့လိုမျိုးပဲ QR code မှာ link လေးထည့်လို့ရတယ်ပေါ့နော်ဟိုလိုလဲဘာကုတ်ပဲရင်ထည့်ပြလိုက်မယ်နောက်တစ်ခုကဈေးနှုန်းပေါ့ဒီပေါင်မှုတွေကဘယ်လောက်လဲပေါ့နော်ဥမာ9000လား9000ကျပ်ဒီဟာလေးကြတော့ညာဘက်တွေထောင်ထားမယ်ဒီနားလေးမှာကြာโอเคဒီပေါင်မှုတွေကြတော့ကျွန်တော်တို့လာပါစဖောင်လေးကြည့်လိုက်မယ် style တွေ select မှာ style တွေဝင်ပြီးတော့ font size တွေကိုကြည့်လိုက်မယ်ပေါ့နော်ဒီအချာလေးချလိုက်ရပြီဒါလေးပြီးသွားရင် save လို့မှတ်လိုက်ရင်အပြင်မှာသိသွားပြီပေါ့နော်ဒါလေးကိုမျိုး print နေမယ်ဒီမှာ printer လေးချိန်ထားရပါတော့ device တွေဝင်လိုက်မယ်ကြိုက်တဲ့ကိုသက်ဆိုင်တဲ့ printer မှာလေ connect ဖိလိုက်ရင်ရတယ်ပေါ့နော်ဟို printer မရှိလို့ပါဗျအမ copy ရတော့1နဲ့ပဲရေးထုတ်မယ် paper type မှာ gap ပဲထားနိုင်မယ်ပေါ့နော် print လုပ်နိုင်မယ် print ထိုင်နေနိုင်တော့ထွက်လာပါပြီဗျ